ကျွန်တော်တို့လူသားတွေရှင်သန်နေတဲ့ဒီကဘာကြီးကိုဘုရားသခင်ကဖန်ဆင်းခဲ့စဉ်ခါကကျွန်တော်မရှင်နိုင်တဲ့ကြောင်းမဖွဲကောင်းတဲ့အင်အားကြီးတရားဝါသုံးပါးကိုပါတပါးတည်းဖန်ဆင်းခဲ့တယ်လို့ကျမ်းစာမှာဖော်ပြထားပါတယ်။သူတို့ဟာပင်လေကုန်းမြေနဲ့ကောင်းကင်ယံကိုစားပြုတဲ့အရှင်သခင်တွေပါ။ဒီနေ့မှာတော့သူတို့ရဲ့အကြောင်းကိုကျမ်းစာအထောက်အထားတွေနဲ့တကွာအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပင်လယ်နက်ကြီးတွေရဲ့အောက်မှာရှိနေတဲ့လဖိုင်တန်ရဲ့ကြောင်းမဖွဲဆွမ်းအားကိုယောဘဝတ္ထုအခန်းကြီး47မှာအသေးစိတ်ဖော်ပြထားပါတယ်။ယောဘဝတ္ထုအခန်းကြီး47ခန်းငယ်18မှ21မှာသူခြေဆက်သောအခါအလင်းတောက်တတ်၏သူမျက်စိသည်နက်နက်မြက်တောင်ခတ်တဲ့ကဲ့သို့ဖြစ်၏ဗဇက်ထဲကမီးရှိုးထွက်၍မိဘတို့လည်းလွင်ကြ၏ကြွကြွဆူသောအိုးကင်းထဲကအခိုးငွေတက်တဲ့ကဲ့သို့သူ့နှာခေါင်းထဲကအခိုးငွေတက်တတ်၏အသက်ရှူသောအခါမီးခဲတောက်၍ဗဇက်ထဲကမီလီယံထွက်တတ်၏ဟုဆိုထားပါတယ်။သူ့ရဲ့ခြေခွန်တွေကတစ်ခုနဲ့တစ်ခုချိတ်ပိတ်ထားသလိုခိုင်မာလွန်းလို့လေးတောင်မဝင်နိုင်ဘူးလို့ကျမ်းစာကဆိုပါတယ်။ဒါတွေမကသေးပါဘူး။စာလံကျမ်းခန်းကြီး84ခန်းငယ်14မှာလည်းလဖိုင်တန်ရဲ့ခေါင်းတွေကိုဘုရားသခင်ကခွဲချေခဲ့တယ်လို့ဆိုထားတာကြောင့်သူဟာခေါင်းအများကြီးရှိတဲ့နဂါးကြီးတစ်ကောင်ဖြစ်နိုင်တယ်လို့ပညာရှင်တွေကယူဆကြပါတယ်။ဒုတိယတစ်ပါးကတော့ဘေဟမုန်ပါ။ကုန်းမြေပေါ်မှာတော့ဘေဟမုန်လို့ခေါ်တဲ့အင်အားကြီးသတ္တဝါရှိပါတယ်။သူ့ကြောင့်ကိုတော့ယောဘဝတ္ထုခန်းကြီး40မှာတွေ့နိုင်ပါတယ်။ယောဘဝတ္ထုခန်းကြီး40ခန်းငယ်15မှ18မှာတင်းနဲ့တူငါဖန်ဆင်းသောဘေဟမုန်ချင်းကိုကြည့်ရှုလောနွားကဲ့သို့မြက်ကိုစားတတ်၏သူ၏တကိုယ်သည်ခါး၌၎င်းသူ၏ခွန်အားသည်ဝမ်းကြော၌၎င်းတည်လျက်ရှိ၏သူအမည်သည်အာရပင်ကဲ့သို့လှုပ်တတ်၏ပေါင်ကြောတို့သည်အထက်ထက်ရှိကြ၏အယုံငယ်တို့သည်ကြေးဝါကြောင့်ရိုးကြီးတို့သည်တန်နှုံးကဲ့သို့ဖြစ်ကြ၏လို့ဖော်ပြထားပါတယ်ဘေဟမုန်ဟာတောတောင်တွေပေါ်မှာရှိသမျှသောမြက်တွေကိုစားတော်မူယော်ဒန်မြစ်ရေတစင်းလုံးသူ့ဘက်ဆက်ထဲကိုစီးဝင်သွားရင်တော့မလုံမရှက်တည်ငြိမ်ပြီးနေနိုင်စွမ်းရှိပါတယ်သူဟာဖျားသခင်ဖန်ဆင်းသမျှသောတရားဝါတွေထဲမှာအဦးဆုံးနဲ့အကြီးမြတ်ဆုံးတရားဝါတဦးဖြစ်ပါတယ်နောက်ဆုံးတစ်ပါးကတော့ကောင်းကင်ယံရဲ့ဘုရင်စင်ငတ်ကြီးပါပဲသူရဲ့မိနာမကိုတော့ဟေပြဲမူရေးကျမ်းစာတွေမှာပုံမတွေ့ရှိရပါတယ်စာလံကျမ်းခန်းကြီး90ခန်းငယ်7မှာတောင်ပေါ်မှာနေတတ်သောငှက်အပေါင်းတို့ကိုငါသိ၏လို့မြန်မာကျမ်းစာမှာပါရှိပေမဲ့ဟေပြဲမူရေးကျမ်းမှာတော့ဇစ်စန်ဒေးစင်ငတ်ကြီးလို့အတိအကျသုံးနှုန်းထားပါတယ်ဒါအပြင်စာလံကျမ်းခန်းကြီး80ခန်းငယ်73မှာလည်းတောသားရဲလို့ပြန်ဆိုထားတဲ့နေရာမှာဟေပြဲလို့ဇစ်ဆိုတဲ့စကားလုံးသုံးထားပါတယ်ဒီအရာမငတ်ကြီးဟာသူ့ရဲ့တောင်ပံကိုဖြန့်လိုက်ရင်နေအောင်ကိုကွယ်သွားစေနိုင်တယ်လို့တောင်ဘက်ကတိုက်ခတ်လာတဲ့ပြင်းထန်တဲ့လေမုန်တိုင်းတွေကိုလည်းဟန့်တားပေးပြီးကမ္ဘာမြေကိုအကာအကွယ်ပေးထားတာဖြစ်ပါတယ်ဒီသတ္တဝါကြီး၃ပါးလုံးဟာဘုရားသခင်ရဲ့လက်ထဲမှာပဲရှိပါတယ်ဟေရှာအနာဂတ်ကျမ်းခန်းကြီး29ခန်းငယ်1မှာထိုကာလ၌ထာဝရဘုရားသည်ပြည့်တတ်သောမွေလေဝိတန်ကို၎င်းလိမ့်တတ်သောမွေလဝိတန်ကို၎င်းခိုင်ခန့်ကြီးမားသောဓားတော်နှင့်ဒဏ်ပေး၍ပင်လယ်၌ရှိသောနဂါးကိုလည်းတတ်တော်မူလိမ့်မည်လို့ဆိုထားပါတယ်ရှေးအောင်အယူဆတွေရနောက်ဆုံးသောနေ့မှာတော့ဒီအင်အားကြီးသတ္တဝါတွေဟာတဦးနဲ့တူတိုက်ခိုက်ကြပြီးနော်သူတို့ရဲ့အသားတွေကိုဘုရားသခင်ကစင်ကြယ်တဲ့သူတွေအတွက်စားနပ်ရိက္ခာဖြစ်ပေးသနာမှာဖြစ်ပါတယ်ဒါဟာလောကမှာဘလောက်ပဲအင်အားကြီးတဲ့တဘာဝတရားတွေရှိပါစေဖန်ဆင်းရှင်ဘုရားသခင်ရဲ့အလိုတော်ကိုမကျော်လွန်နိုင်ဘူးဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်အခုလိုခရိယန်တွေနဲ့ဆိုင်တဲ့ဘုဒ္ဓသားများကိုနားထောင်လေ့လာပြီးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်မံလေ့လာကြည့်ရှုညွှန်နေပါတယ်ကြည့်ရှုလေ့လာသူရောက်စီနိုင်ကိုဘုရားသခင်ကောင်းချီးပေးပါစေ